မင်းမိမကိုမြင်မြန်တော့ခေါ်ခဲ့တယ်ကိုခပန်းနင်ကငါအပိုင်မဖြစ်ရမယ်ဆရာဘာလို့မလို့လဲအာဒုက္ခပါပဲသိပြီတွန်းအောင်တွန်းရဲ့ထက်လန်စရာပုံမြင်တွေကိုတင်ဆက်ပေးတဲ့ channel လေးကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာထိုင်းနိုင်ငံမြောက်ပိုင်းကတောင်ချင်ရင်မှာအမောင်တူကြီးဆိုးနေတဲ့ရွာငယ်လေးတွေရှိပါတယ်ဒီရွာဟာတာမန်ရွာတွေမဟုတ်ပါဘူးထူထပ်လာတဲ့တောနယ်ကြီးတွေရဲ့လှူဝဲချက်တွေနဲ့အောင်လန်းအတတ်ပညာတွေအမြင့်တွယ်နေတဲ့နေရာတစ်ခုပေါ့ရွာဆောင်ကတဲအိုလေးထဲမှာတော့ခံပန်းနဲ့မင်းလာဆိုတဲ့လင်မယားနှစ်ယောက်အတူနေထိုင်ကြပါတယ်သူတို့အတူတူပေါင်းသင်းလာတာ3နှစ်ရှိပြီဖြစ်ပေမဲ့ကလေးတယောက်မှမထွန်းကားသေးပါဘူးမင်းလာဟာတရားလုံးကဝိုင်းငေးရလောက်အောင်လှပတဲ့မိန်းကလေးတယောက်ဖြစ်လို့ခံပန်းကသူမကိုမျက်စိအောက်ကအပြောက်မခံပဲတောထဲကိုအမဲလိုက်သွားရင်တော့အမြဲတမ်းအတူတူခေါ်သွားတတ်ပါတယ်ဒီနေ့မှလည်းသူတို့နှစ်ယောက်မနက်စောစောကလေးကတောထဲကိုရောက်နေကြပါတယ်မင်းလာကတော့တစ်ပင်ပန်းမှန်လေးတွေကိုကြည့်ရင်ခဏခွဲထွက်သွားဖို့ခွင့်တောင်းပါတယ်ခံမန်းကလည်းတိတ်မဝေးတဲ့နေရာမှာပဲတားကောင်ချောင်းမှမှုတ်လို့ခွင့်ပြုလိုက်ပါတယ်တစ်ပင်ကြီးတစ်ပင်အောက်မှာမင်းလာနားနေတော့သူမကိုတစုံတယောက်ကစိုက်ကြည့်နေတယ်လို့ခံစားလိုက်ရပါတယ်သူမကဘေဘီကိုဝေ့ကြည့်လိုက်တဲ့အခါတစ်ပင်တစ်ပင်ရဲ့နောက်ကွယ်မှာတန်မာထွားချိုင်းတဲ့လူတစ်ယောက်ရက်နေတာကိုတွေးလိုက်ရပါတယ်အဲဒီလူကအင်ကြီးမပါပဲပထိုးတထဲထဲဝတ်ထားပြီးတော့တကောလုံးမှာလည်းဆင်းမင်ချောင်းအင်းကွက်တွေအပြည့်ပါပဲဒါဘာတူလဲဟင်လို့မင်းလာကလှမ်းမေးပေမဲ့ထူးဆန်းတဲ့အဲဒီလူကဘာမှပြန်မပြောပဲလက်ထွက်သွားပါတယ်မင်းလာကနောက်ကနေအမြန်လိုက်သွားပေမဲ့လိုက်လီဝေးလီပါပဲခဏလေးမျက်စိလွှဲလိုက်တဲ့အချိန်မှာပဲအဲ့ဒီလူကပျောက်ကွယ်သွားပါတော့တယ်ရုတ်တရက်ဆိုသလိုပဲအဲ့ဒီလူစိမ်းဟာမင်းလာရဲ့နောက်ကျောဘက်မှာပေါ်လာပြန်ပါတယ်မင်းလာအရန်လှက်သွားပေမဲ့နိကတ်သွားတဲ့အတွက်သူ့ရဲ့ခံညာပြီးခတ်တန်တဲ့မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတယ်အထူးသဖြင့်သူ့ရဲ့စူးရှတဲ့မျက်လုံးတွေကမင်းလာကိုကြောက်ရွံ့တုန်လှုပ်စေတာကြောင့်သူမဟာအမြန်ပဲရှောင်ထွက်ပြေးလာခဲ့ပါတယ်ညဘက်အိမ်ရောက်တဲ့အခါမင်းလာကတောထဲမှာကြုံခဲ့တာတွေကိုခံပန်းကိုပြောပြပါတယ်။ဒါကိုကြတော့ခံပန်းဟာမနာလိုစိတ်နဲ့ဒေါသတွေထွက်လာပါတော့တယ်။မနေ့ကအဲ့ဒီနေရာကိုထပ်သွားမယ်။ငါချောင်းကြည့်မယ်။အဲ့ဒါဘာတူလဲဆိုတာလို့သူကဆိုပါတယ်။နောက်တနေ့မှာတော့ခံပန်းတယောက်မင်းလာကိုတနေရာမှာရက်ခိုင်းထားပြီးသူကတော့ခြုံထဲကနေတနေကုန်ချောင်းကြည့်နေပါတယ်။ဒါပေမဲ့ဘသူမှပေါ်မလာပါဘူး။ခံပန်းကပြန်အောင်လို့စဉ်းစားနေတော့မှပဲအေးစိတ်တဲ့လေးတစ်ချက်ဟာသူ့မျက်နှာကိုဝေးရမ်းသွားပါတယ်။အဲ့ဒီနောက်မှာတော့တိုးတိုးညင်းညင်းနဲ့ဂါရာရွတ်တံတွေကိုကြားလိုက်ရပါတယ်။ခံမန်းရဲ့အမြင်အာရုံတွေဝေဝါးလာပြီးအသီးစိတ်တွေလွတ်ထွက်သွားကမေးလဲသွားပါတော့တယ်။ကိုကပန်းမင်းလာကရုတ်တရက်ကြီးအိပ်ပျော်သွားတဲ့လင်ဖြစ်သူကိုလှုပ်နိုးနေပါတယ်။အဲ့ဒီအချိန်မှာပဲမနေ့ကလူစိမ်းဟာသူမတို့ရှိတဲ့မှာလက်အုပ်ကြည့်ပြီးဂါရာတွေရွတ်နေတာကိုမြင်လိုက်ရပါတယ်။သူကမျက်လုံးဖွင့်လိုက်ပြီးမင်းလာကိုကောက်ကျစ်တဲ့အပြုံးနဲ့ပြုံးပြလိုက်ပါတယ်။မင်းလာဟာအင်းမန်နဲ့ပြူစားခိုင်းလိုက်ရပါပြီ။သူမရဲ့စိတ်ကမလုတ်ချင်ပေမဲ့ခြေထောက်တွေကတော့အဲ့ဒီလူစိမ်းစီကိုတရွေ့ရွေ့ရှောက်လှမ်းသွားပါတော့တယ်။မိမိကိုယ်ကိုလုံးဝမထိန်ချုပ်နိုင်တော့ပါဘူး။အဲ့ဒီနေ့ကစားပြီးခံမန်းဟာတောရဲကိုနေတိုင်းသွားချောင်းပေမဲ့ဘသူ့ကိုမှမတွေ့ရတော့ပါဘူး။နောက်ဆုံးမှာတော့သူလက်လျှော့လိုက်ပြီးမင်းလာကိုငါပြန်မလာမချင်းအိမ်ထဲကနေအပြင်မထွက်နဲ့လို့တင်းတင်းကြပ်ကြပ်မှားထားပါတယ်။ဒီနေ့မှာတော့မင်းလာတယောက်တည်းအိမ်မှာအိပ်ပျော်နေတော့ကြားတစ်ကောင်ဟင်းတန်လိုမျိုးအတန်နဲ့ကြီးတစ်ခုကိုကြားလိုက်ရပါတယ်။အတန်ကတဲအိုလေးရဲ့ဘေးပပတ်လည်းမှာလှက်ပတ်နေတယ်လို့ပါပဲ။အတန်တိတ်သွားတဲ့အချိန်မှာမင်းလာကတကားကိုအသာလေးဟပြီးအပြင်ကိုချောင်းကြည့်လိုက်ပါတယ်။သူမထိတ်လန့်သွားတာကဟိုတောထဲကလူစိမ်းဟာသူမကိုစောင့်နေတယ်လို့မျိုးအိမ်ရှိမှရက်နေတာကိုတွေ့လိုက်ရလို့ပါပဲအဲ့လူကအိမ်ပေါ်ကိုတက်လာပြီးမင်းလာနဲ့တထွာလောက်အကွာမှာရက်လိုက်ပါတယ်ပူနွေးလာတဲ့သူ့ရဲ့ထွက်သက်လေးကိုတော့မင်းလာခံစားနေရပါတယ်နင်ကငါအပိုင်ပဲဖြစ်ရမယ်ဒါဟာမင်းလာအသိစိတ်မလုပ်ခင်ကြားလိုက်ရတဲ့နောက်ဆုံးစကားအတန်ပါပဲနေဝင်လို့ခပန်တော်တဲ့ကပြန်လာတဲ့အခါတဲပပတ်လေးမှာကြီးမားလာတဲ့ကြားချီယာတွေကိုတွေ့လိုက်ရပါတယ်သူကချီယာတွေအတိုင်းလိုက်ကြည့်လိုက်တော့လှေကားချင်ရင်အထိရောက်သွားပါတယ်ထ
ထူးဆန်းတာကလှေကားချီမှာကြားချီယာကနေလူချီယာအဖြစ်ပြောင်းလဲသွားတာပါပဲခမန်းကဓားချီကိုဆွဲပြီးအိမ်ပေါ်ကိုပြေးတက်ကတကားကိုကန်ဖွင့်လိုက်ပါတယ်မင်းလားသူမြင်လိုက်ရတာကကြီးမားလာတဲ့ကြားဆုပ်ကြီးတစ်ကောင်ဟာမင်းသားရဲ့ဘေးမှာအိတ်နေထားပါပဲမင်းသားလန်နိုးလာပြီးကြားကြီးကိုမြင်လိုက်တော့အော်ဟစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကြားကြီးဟာအိမ်ပေါ်ကနေအမြန်ခုန်ချထွက်ပြေးသွားပါတော့တယ်မနေ့ရောက်တော့ခံမန်းကမင်းသားကိုရွာကဆရာကြီးစီခေါ်သွားပါတယ်ဆရာကြီးကမင်းမစီမှာကြားညော်နှမ်းတွေရနေတယ်ဒါအတတ်ပညာနဲ့ကြားအဖြစ်ပြောင်းလဲနိုင်တဲ့တမန်ကြားပဲသူကမင်းသားကိုလိုချင်နေတာအခုတော့သူအောင်မြင်သွားပြီလို့ပြောပြလိုက်ပါတယ်ခမန်းဟာအရန်ကိုနာကြီးသွားပါတယ်မင်းသားကတော့အသေးစိတ်လွတ်ပြီးဖြစ်ခဲ့ရတာမို့ငိုယိုနေရှာပါတယ်ခံမန်းကဆရာကြီးကိုဦးညီတောင်းပြီးတမန်ကြားကိုနှိမ်နှင်းဖို့စီစဉ်ပါတော့တယ်အဲ့ဒီညမှာခံပန်းနဲ့ဆရာကြီးတို့ဟာအိမ်သားမှာအင်းချထားတဲ့ငွေကြီးစံတွေနဲ့တနက်ကိုစီကင်ပြီးချောင်းနေကြပါတယ်မင်းလာကိုတော့အိမ်ပေါ်မှာပဲထားပါတယ်တမန်ကြားဟာမလွဲမသွေပြန်လာအိုးမှာမှုလို့ပါရုတ်တရက်မင်းလာဟာအသေးစိတ်လွတ်ပြီးတောထဲကိုရှောက်သွားတာကိုတွေ့လိုက်ရပါတယ်တမန်ကြားကသူမကိုအင်းနဲ့ခေါ်ထုတ်သွားတာမို့လို့သူတို့နှစ်ယောက်တောနဲ့ထဲအထိလိုက်သွားရတော့တာပါပဲတောလယ်မှာမင်းလာမေးလဲနေတာကိုတွေ့လိုက်ရပါတယ်သူမရဲ့ရှိမှတော့မျက်လုံးရဲရဲတွေနဲ့လူတန်ကြီးကရက်နေပါတယ်မင်းမမိမရှာဖို့အရေးချင်းမရှိဘူးလားလို့ခံမန်းကအော်ဆဲလိုက်တဲ့အခါအဲ့ဒီလူကြီးဟာကြီးမားလာတဲ့ကြားကြီးအဖြစ်ပြောင်းလဲပြီးဟိတ်ဟောက်လိုက်ပါတော့တယ်ဆရာကြီးကတနက်နဲ့လှမ်းပစ်လိုက်ပေမဲ့ကြားကြီးကတွက်လက်စာနဲ့ရှောင်တိန်နိုင်ပါတယ်ကြားကြီးဟာတစ်ဖက်ပြန်လဲခုန်ထွက်လာပါတယ်ဆရာကြီးပြစ်လိုက်တဲ့ငွေကြီးစံတစ်ချက်ထီးသွားပေမဲ့ကြားကြီးကိုမတားဆီးနိုင်ခဲ့ပါဘူးကြားကြီးကခတ်ထန်စွာစိုက်ကြည့်နေတော့မှပဲဆရာကြီးကနီးလန်းပြောင်းပြီးမင်းလာကိုတနက်နဲ့ချိန်လိုက်ပါတယ်မင်းမဆုံးရင်ဒီမိမကိုငါပြစ်တက်လိုက်မယ်လို့ချင်းချောင်းမှသာကြားကြီးဟာဒေါသတကြီးနဲ့အမောင်ထဲကိုတိုးဝင်ပျောက်ကွယ်သွားပါတော့တယ်မင်းလာကိုအိမ်ပြန်ခေါ်လာနိုင်ပေမဲ့မကြခင်မှာပဲမင်းလာတယောက်ကိုဝင်ရှိလာပါတယ်ခမန်းကတော့သူ့ရင်သွေးထင်ပြီးဝမ်းသာနေပါတယ်ဒါပေမဲ့မင်းလာရဲ့ဘိုက်ကပုံမှန်ထက်ထူးထူးခြားခြားပိုကြီးလာပါတယ်ကလေးမွေးလာတဲ့အခါမှာတော့ခံပန်းနဲ့လုံးဝမတူတဲ့ကလေးဖြစ်နေခဲ့ပါတယ်ခမန်းကတမန်ကြနဲ့ရတဲ့ကလေးဆိုပြီးဒေါသထွက်ကကလေးကိုစွန့်ပစ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့မင်းလာကမလုပ်ပါနဲ့ကိုကြီးကလေးမျက်နှာကိုထောက်ထားပါလို့တောင်းပန်ခဲ့ပါတယ်တညမှာတော့သူတို့လင်မယားပကတ်နားမှာအိပ်ပျော်နေတော့ကလေးငိုတန်ကြောင့်နိုးလာကြပါတယ်သူတို့မြင်လိုက်ရတာကဂျာကြီးတကောင်ဟာကလေးကိုပါးစပ်နဲ့ခဲပြီးအိမ်ပေါ်ကနေခုန်ချကာတောထဲကိုပြေးဝင်သွားတာပါပဲတမန်ကြားဟာသူဆုံးရှုံးလို့ပြေးသွားတာမဟုတ်ပဲသူ့သေးသားကိုပြန်လာယူဖို့အချိန်ကိုစောင့်နေခဲ့တာပါအဲ့ဒီနေ့ကစားပြီးတမန်ကြားရောကလေးကိုရောဘယ်သူမှထပ်မတွေ့ရတော့ပါဘူးတမန်ကြားရဲ့ကောက်ကျုံကိုအချောင်းပုံမြင်လေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားခဲ့ပါပြီခင်ဗျာဒီလိုကြောချမ်းပွဲရအမောင်လောကရဲ့ပုံမြင်တွေကိုအမြဲကြည့်ရှုနိုင်မှုကျွန်တော်ရဲ့တွန်းအန်တွန်း YouTube channel လေးကိုအခုပဲ subscribe လုပ်ထားကြဖို့တောင်းဆိုချင်ပါတယ်ဗီဒီယိုလေးတွေကိုကြိုက်နေတဲ့ဆိုလို့ရှိရင်လည်း like and share လေးတွေလုပ်ပြီးအားပေးခဲ့ကြပါအောင်ခင်ဗျာနောက်ထပ်ဘလို့ထိတ်လန့်စရာ animation ဇာတ်လမ်းတွေလာအောင်မလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာအားလုံးပဲမင်္ဂလာရှိသောညချမ်းလေးဖြစ်ကြပါစေခင်ဗျာ